ခါတလေဘဝမှာမပျော်ရွှင်နိုင်တာကကျွန်တော်တို့မှာလူရှင်တဲ့အရာမရှိလို့မပြည့်စုံလို့မဟုတ်ပါဘူးကျွန်တော်တို့မှာကြည်ပိသားအရာပြည့်စုံပိသားအရာတွေကိုမမြင်နိုင်လို့ပါကျွန်တော်ဒီနေ့ပြောပြမယ့်ဇာတ်လမ်းလေးကဆင်းရဲလို့မပြည့်စုံလို့မပျော်နိုင်တဲ့သူတယောက်အကြောင်းမဟုတ်ပါဘူးချမ်းသာတယ်ပြည့်စုံတယ်ဒါပေမဲ့မပျော်နိုင်တဲ့သူတယောက်အကြောင်းပေါ့တခါတုန်းကဘယင်တစ်ပါးဟာသူ့ရဲ့ညင်ချက်မြက်တဲ့ပညာရှင်မနဲ့အတူကျေးလက်ဘက်ကိုလမ်းလျှောက်ထွက်လာခဲ့ပါတယ်။လမ်းချောင်းနေကြရင်ဘယင်မင်းမြက်ကထူးဆန်းတဲ့အရာတစ်ခုကိုတွေ့မြင်လိုက်ရပါတယ်။အဲ့ဒါကတဲဆုပ်ဆုပ်လေးတစ်လုံးရဲ့ရှင်းမှာပျော်ရွှင်ခခုံရေမောနေကြတဲ့ရေသမားမိသားစုတစုလေးပါ။သူတို့ကတဲဆုပ်ဆုပ်ထဲမှာနေရတယ်။ငွေချင်းမပြေဆုံးပါဘူး။ဝတ်ထားတဲ့အဝတ်အစားလေးလည်းဆုပ်ဆုပ်ပြည့်ပြည့်နေပါ။ဒါပေမဲ့သူတို့ကခခုံနေတယ်ရေမောနေတယ်သူတို့မျက်နှာပေါ်မှာဘယ်စိတ်ဆင်းရဲမှုမှမတွေ့ရပါဘူး။ပျော်ရွှင်မှုအပြည့်နဲ့ပါ။ဘယင်ကအဲ့ဒါကိုကြည့်ရင်အံ့ဩသွားပါတယ်။ပြီးတော့သူနဲ့ပါလာတဲ့ပညာရှင်အမတ်ကိုမေးလိုက်ပါတယ်။သူတို့ကငါတို့ချက်ကကြောင့်ပိုပျော်ရွှင်နေရတာလဲ။ငါတို့ကသူတို့ချက်ရပိုပြည့်စုံတယ်ပိုချမ်းသာတယ်မဟုတ်ဘူးလား။ပညာရှင်အမတ်ကပြုံးပြီးပြန်ပြေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူတို့က69ခက်ပြန်ဖွဲ့ဝင်မဟုတ်လို့ပါ။ဘယင်စိတ်ဝင်စားသွားတယ်။ပြီးတော့ဆက်နေလိုက်တယ်။69 club ဆိုတာပါလေပညာရှင်အမတ်ကစိတ်အေးလေးနဲ့ပြန်ပြောလိုက်ပါတယ်ကျွန်တော်ကိုရွှေတင်းကား69ပြားနဲ့6လအကျင့်ပေးပါဒါဆိုဘယင်ကိုပြပါမယ်ဘယင်လည်းသဘောတူပြီးရွှေတင်းကား69ပြားကိုပေးလိုက်ပါတယ်အဲ့ဒီညမှာဝင်ကြီးကလည်းတမရဲ့တဲရှိမှာရွှေတင်းကားပြား69ပြားပါတဲ့အိတ်တလုံးကိုတိတ်တိတ်လေးထားခဲ့ပါတယ်နောက်နေ့မှနဲ့ဒီတမကအဲ့ဒီအိတ်ကိုတွေ့လိုက်ပါတယ်ခွင့်ကြည့်လိုက်တဲ့အခါရွှေတင်းကားတွေကိုမြင်ပြီးအယံပျော်သွားပါတယ်။မိသားစုအားလုံးစုပြီးရွှေတင်းကားပြားကိုရေတွက်ကြတယ်။တစ်ချိန်ရေတွက်တယ်နောက်ထပ်တစ်ချိန်ထပ်ရေတွက်တယ်။နောက်ထပ်တစ်ချိန်ထပ်ရေတွက်ပါတယ်။အဖြေကတူတူပါ69ပြားပါ။ဒါနဲ့လေသမားကြီးကစဉ်းစားလိုက်ပါတယ်။အားကြောင့်69ပြားပဲချခဲ့တာလေ။အပြားတရာချခဲ့ရင်ရောကိုပြည့်စုံမသွားဘူးလား။အဲ့ဒီချိန်ကစပြီးကုစီပြောင်းသွားပါတယ်။နောက်ထပ်တစ်ပြားပဲအဲ့ဒါကိုရရင်ရအားလုံးပြည့်စုံပြီအဲ့ဒီစိတ်နဲ့သူပို့ပြီးအလုံးလုံးလာတယ်ပို့စူးစားလာတယ်ဒီနေ့မှာမိသားစုအတုံးစရက်အတွက်မိမကရွှေတင်းကားပြားနှစ်ပြားကိုယူသုံးလိုက်ပါတယ်ညနေခင်းမှာသူရွှေတင်းကားပြားကိုပြင်ရတက်ကြည့်တဲ့အခါနှစ်ပြားပြောင်းနေတာကိုသိလိုက်တော့ဒီဒေါသထွက်သွားပါတယ်ပြီးတော့စိတ်ဆူဆူနဲ့ပြီးလိုက်တယ်ရွှေတင်းကားနှစ်ပြားဘယ်သူယူလာတော့သူမိမကစိတ်အေးနဲ့အိမ်အတွက်လုံးလုံးယူသုံးလိုက်တာပါလို့ပြန်ဖြေလိုက်ပါတယ်။နောက်တနေ့မှာသူ့ကိုတိမပေးပဲသူ့ရဲ့သားငယ်ဆုံးကလက်ပြတ်ချက်ယူလိုက်ပါတယ်။ဒီတစ်ခါမှာတော့သူတော်တော်စိတ်ဆိုးသွားပြီးအိမ်လုံးကိုဆူလိုက်ငေါက်လိုက်နဲ့ဆူညံနေပါတယ်။တဖြည်းဖြည်းနဲ့အင်ကရေမောသံတွေပျောက်ကွယ်လာတယ်။အပြုံးလေးတွေပျောက်ကွယ်လာတယ်။အင်ကပျော်စရာတွေနဲ့ပြည့်နေတဲ့အိမ်ဟာအခုပျော်စရာမရှိတော့ပါဘူး။ငင်းကုန်ခြင်းတွေစကားများခြင်းတွေနဲ့ပြည့်နေနေပါတယ်။6လကြာပြီးနောက်ဘယင်ကြီးရဲ့ပညာရှင်အမတ်ကအဲ့ဒီနေရာကိုပြန်လာခဲ့ပါတယ်။ဒီတစ်ခါပြင်ရတာကအရင်လိုပျော်ရွှင်တဲ့မိသားစုမဟုတ်တော့ပါဘူး။ပြန်ဖြစ်နေကြတဲ့မိသားစုပါ။ဘယင်ကစိတ်မကောင်းဖြစ်ပြီးနေလိုက်ပါတယ်။ကဲပညာရှင်မကြီးမင်းပြောတဲ့69 class ဆိုတာကလည်းပြောပြတော့ပညာရှင်အမတ်ကလည်းတိတိမြင်မြင်နဲ့ပြန်ဖြေလိုက်ပါတယ်။ဘယင်မင်းရဲ့69 class ဆိုတာကိုမှရှိတဲ့ရွှေတင်းကားပြား69ပြားကိုမမြင်ကိုမှမရှိတဲ့ကျန်တဲ့တပြားကိုပဲမြင်ပြီးဘဝတစ်ချောင်းလုံးလိုက်လံတောင်းတနေတဲ့သူတွေကိုဆိုလိုတာကမင်းကြီးပြားလို့ချောက်ကျင်လိုက်ပါတယ်ဇလန်းကြီးကဒီလောက်ပါပဲဒီဇလန်းလေးကကျွန်တော်တို့ကိုပါတင်ပြသွားတာနဲ့ဆိုတော့လောကမှာရှိတဲ့လူတော်တော်များများကမရှိလို့မပြည့်စုံလို့မပျော်ရွှင်နိုင်တာမဟုတ်ပါဘူးရှိတယ်ပြည့်စုံတယ်ဒါပေမဲ့မရောက်ရဲနိုင်လို့ကိုလိုချင်မိလို့အပျော်ရွှင်နိုင်ဖြစ်ကြတာပါကိုမှရှိပြီးသားအရာကိုမှပိုင်ဆိုင်ပြီးသားအရာတွေကိုမမြင်နိုင် appreciate မလုပ်နိုင်တဲ့အခါပျော်ရွှင်မှုတွေကသူ့လိုလိုပျောက်ကွယ်သွားပါတယ်ငွေတွေပစ္စည်းဥစ္စာတွေအောင်မြင်မှုတွေအားလုံးကိုမှရှိနေရန်တောင်ရောင်ရဲတက်တဲ့စိတ်မရှိရင်တော့ဘဝမှာမပျော်ရွှင်နိုင်ပါဘူးဒါကြောင့်ကိုမှရှိပြီးသားအရာတွေကိုတန်ဖိုးထားပါကိုပိုင်ဆိုင်ထားတဲ့အရာကိုရရှိထားတဲ့အရာကိုကျေးဇူးတင်ပါ
မယောင်ရဲ့တက်စိတ်ကတင်းရဲ့ပျော်ရွှင်မှုကိုခိုးယူတာမခံရပါစေနဲ့ကြည့်ရှုတဲ့သူတွေအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဒီလိုဘဝအတွက်မှတ်သားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုထပ်တင်သွားအောင်ပါမို့ channel ကိုလည်း subscribe လုပ်ထားပေးပါနော်ဒါနဲ့အပန်းမကြည့်ရင်တင်ဒီဇာတ်လမ်းလေးကြောင့်ရရှိလာတဲ့သင်ခန်းစာကိုလည်း comment မှာမျှဝေပေးသွားပါအောင်ရှင်